ဒီနေ့မှာတော့ Canva ကိုအသုံးပြုပြီးတော့ YouTube thumbnail တွေကိုအချိန်တိုအတွင်းမှာဘယ်လိုလုပ်လို့ရလဲဆိုတာကိုပြပြမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးက Canva ထဲဝင်မယ်ပေါ့နော်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီပုံမှာမြင်နေရတဲ့ YouTube thumbnail ဆိုတာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကိုကအနောက်က background တစ်ခုခုရွှေ့ရမယ်ပေါ့နော်ခဏလေးဆောင်ပေးပါโอเคပထမအဆုံးပေါ်လာတာကဒီမှာတို့ပေးထားတဲ့ design တွေကိုယူပြီးတော့သုံးလို့ရရပေါ့နော်အဲ့ဒီမှာကကိုကြိုက်တဲ့ဟာရှင်တော့ကိုယ့်ကိုယူသုံးပေါ့တကယ်လို့အဲ့ဟာတွေမကြိုက်ဘူးဆိုလို့ရှိရင်လည်းအပေါ်ဆုံးမှာရှိတဲ့ဟာတစ်ခုခုပေါ့နော်အဲ့ဟာတစ်ခုခုနှိပ်လိုက်မယ်နှိပ်ပြီးဒီဟာတွေအားလုံးကို delete လုပ်ရမယ်ပေါ့နော်မကြိုက်ဘူးဆိုလို့ရှိရင်အကုန်လုံး delete လုပ်ပါတကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်တစ်ခုခုကိုယူသုံးချင်တာရှိရင် delete မလုပ်ဘဲနဲ့ခြံထားလိုက်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်တော့အကုန်လုံးကို delete လုပ်လိုက်ပါမယ်โอเคပထမအဆုံးကတော့ဗာထည့်မလဲဆိုလို့ရှိရင် background ထည့်မယ်ပေါ့နော် background ဘယ်နေရာထည့်လဲဆိုတော့ဒီမှာ gallery လို့ရှိပါတယ်အဲ့ဒီ gallery ထဲကိုဝင်ပြီးတော့ကိုစိတ်ထားတဲ့ background တစ်ခုခုကိုထည့်လိုက်မယ်ပေါ့နော်โอเคဒီမှာဆိုရင်ဒီ background လေးထည့်မယ်ပြီးရင်ဒီမှာ add to page ဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီထဲကိုရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ဒါကဒီ box လေးတဲ့ကိုအကုန်လုံးရောက်ချင်တာဖြစ်တဲ့အတွက်ဒီအဆက်3ဆက်ကိုနှိပ်မယ်ပြီးလို့ရှိရင်အောက်လေးနည်းနည်းဆွဲပြီးတော့ set image add background ဆိုတာကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမျိုးလေးရသွားပြီပေါ့နော်โอเคနောက်တစ်ခုကဒီထဲမှာပါမဲ့ပုံတစ်ခုခုပေါ့နော်အဲ့ဟာလေးတစ်ခုခုကိုထည့်ကြည့်လိုက်မယ်โอเคဒီမှာဒီပုံလေးရှိရပေါ့နော်အဲ့ဒီပုံလေးကိုကိုထားခြင်းတဲ့နေရာလေးကိုရွှေ့လိုက်မယ်ဒီဘက်ဘေးထောင်းလေးမှာထားမလားဒီဘက်လေးမှာထားမလားဒီဘက်လေးမှာထားကြည့်လိုက်မယ်နော်โอเคပြီးလို့ရှိရင်ဒီဟာလေးကိုဒီဘေးနဲ့မှာရှိတဲ့ effect ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ share ဆိုတာကိုနှိပ်မယ်ပြီးဒီမှာ glow ဆိုတဲ့ effect ကိုထည့်မယ်ပေါ့နော်ပြီးဒီမှာဒီဟာလေးက adjust ပေါ့နော်အဲ့ adjust ကိုနှိပ်ပြီးတော့ဒီမှာကိုအဆင်ပြေမဲ့နေရာပေါ့နော်value တွေရွေးလို့ရတယ် industry တွေလည်းချိန်လို့ရတယ်ပေါ့နော်ပြီးရင် size ဆိုနဲ့ဒီဘက်ကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါသေးသွားပါပေါ့နော်ဒီဘက်ကိုဆွဲမယ်ဆိုရင်ကြီးသွားပါဒီလောက်လေးပဲထားလိုက်မယ်ပြီးလို့ရှိရင်ဒီဘေးမှာရှိတဲ့ဒီအဆက်လေးကိုနှိပ်ပြီးတော့နည်းနည်းလေးချဲ့လိုက်မယ်ပေါ့နော်ပုံလေးနည်းနည်းလေးကြီးသွားအောင်လို့ပါဟုတ်ပြီဒီလောက်လေးထားလိုက်မယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်ဒီဖြူရောင် box လေးထဲမှာကတိုက်ပင်လုပ်မယ်ပေါ့နော်ဒီမှာကစာရေးမယ်ကိုပြောချင်တဲ့ဟာပဲဒီဘက်မှာစာရေးမယ်နောက်ပြီးရင်ဒီဘက်ဘေးလေးမှာကစာရေးတာပဲဖြစ်ဖြစ်ကိုထည့်ချင်တဲ့ပုံပဲဖြစ်ဖြစ်ထည့်လို့ရတယ်ပေါ့နော်ညီမတို့ဒီထဲမှာပုံလေးထည့်ကြည့်လိုက်မယ်ပေါ့နော်ဘာပုံထည့်မလဲဆိုတော့ကိုလုတ်ခဲ့တဲ့ term လေးတွေနဲ့ပဲကိုယ့်ဘက်ကိုလုတ်ဒီဟာက term လေးအကြောင်းပြောပြတာဖြစ်တဲ့အတွက်အဲ့ term လေးကိုထည့်ပြမယ်ပေါ့နော်ပြင်ဘေးနာအဆက်လေးကိုဖိပြီးတော့ဒီလိုသေးလေးဖြစ်သွားအောင်ဆွဲလိုက်မယ်ပြီးအဲ့ box လေးတွေကိုထည့်မယ်နောက်တစ်ခုဒီအကြီးဆိုလဲအဲ့လိုပဲဒီလိုမျိုးလေးဆွဲလိုက်မယ်ဆွဲပြီးတော့ဒီ box လေးတွေကိုဝင်အောင်ထည့်မယ်ပေါ့နော်โอเคဒီမျိုးထည့်မယ်ဆိုတော့ဒါလေးလိုက်ပြီးတော့ညှိကြည့်မယ်သေးလေးဖြစ်အောင်ဆိုလို့ရှိရင်ဒီဘက် effect လေးကိုနှိပ်မယ်ပြီးရင်ခုနအတိုင်းပဲ share ကိုနှိပ်မယ် glow effect ကိုနှိပ်မယ် adjust ကိုနှိပ်မယ် site ကိုသေးမယ်ပေါ့နော်ခြေလိုလေး site လေးလိုက်သေးမယ် okay ပြီးလို့ရှိရင်ဒီဘက်ဘေးလေးကိုဆွဲမယ်နောက်တစ်ခုဒီပုံဆိုလဲအဲ့လိုမျိုးပဲဒီပုံဒီဘက်ကိုရွှေ့လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒါကိုလည်းခုနလိုပဲ effect ထည့်မယ်ပြီးရင် share မှာ adjust sorry glow တွေကနေပြီး adjust ကိုနှိပ်မယ်ပြီးရင် site ကိုသေးမယ်ခုန site လောက်ပဲထားမယ်ပေါ့နော်ပြီးရင်ဒီဟာလေးလည်းလိုက်ပြီးခုနတိုင်းလေးပဲတူတူပဲလိုက်ချိန်ကြည့်မယ်နော် okay ဒီလောက်ဆိုရင်ဒီလိုမျိုးလေးရပြီပေါ့နော်ကဲလုံးဝကိုဒါမကြိုက်သေးဘူးပေါ့နော်နည်းနည်းလေးကြီးချင်တယ်ဆိုလဲခုနအတိုင်းပဲပြန်ပြီးတော့ဒီဘေးနာအဆက်လေးကိုဆွဲပြီးဒီမျိုးလေးချဲ့လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒါလေးဒီလိုလေးချဲ့လို့ရပါတယ်ဒီမှာဆိုရင်တော့တစ်ခုလေးပဲထည့်လိုက်မယ်ပေါ့နော်ဒီ box လေးထဲမှာဒီလိုတစ်ခုလေးပဲထည့်လိုက်မယ်နောက်ခုဆိုရင်နည်းနည်းလေးရှုပ်နေရလို့ထင်လို့ဒါလေးတစ်ခုလေးပဲထည့်လိုက်မယ်ဟုတ်ပြီဒီဟာကိုတော့ဖြတ်ချင်တဲ့ဟာရှိလို့ရှိရင်ဒီမှာဒီကိုဖြတ်ချင်တဲ့ပုံကိုထောက်လိုက်မယ်ထောက်ပြီးအပေါ်ကအမှတ်ပုံလေးကိုနှိပ်လိုက်မယ်ပေါ့နော်ခေတာလေးကိုပြန်ပြီးချိန်ကြည့်မယ်ဟုတ်ပြီဒါကနည်းနည်းခုနကသေးထားဖြစ်တဲ့အတွက်ပြန်ကြည့်တဲ့အချိန်မှာဘေးနားက shadow တွေကလက်ကိုသွားပြီးထင်နေတော့တိတ်ပြီးတော့မလှဘူးပေါ့နော်အဲ့တော့လှအောင်နည်းနည်းလေးပြန်လုပ်ကြည့်မယ်နော်ဟုတ်ပြီဒါကိုပြန်သေးကြည့်မယ်ဟုတ်ပါပြီပြီးရင်ဒီ text ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကိုထဲမဲ့စာကိုရိုက်ကြည့်မယ်နော်ရှူချူ
Okay YouTube ပြီးပြီဆိုလို့ရှိရင်ဘေးနာလွတ်နေနေအောင်ထောက်မယ်အဲ့ YouTube စာကိုနှိပ်မယ်ဒီဘက်ဘေးလေးကိုဆွဲမယ်ပြီးလို့ရှိရင်ဒီဘေးက color ဆိုတာကိုနှိပ်မယ်နှိပ်ပြီးတော့ကိုကြိုက်တဲ့အရာကိုကိုယ့်ကိုပြန်ချိန်မယ်နော်Okay ဒီမှာဆိုတော့အမဲပဲထားလိုက်မယ်ပြီးလို့ရှိရင် font size ကိုရွေးမယ် font size ကဒီဘက်ဘေးနဲ့မှာရှိရင်မြားလေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီရှာတဲ့နေရာမှာမြန်မာဝါဆိုတော့ဘာလို့အဲ့ဟာတွေလိုက်ရှာကြည့်မယ်ပေါ့နော်Okay မြန်မာလို့ပဲရိုက်တယ်နဲ့ရပါတယ်အောက်မှာဒီမှာမြန်မာဝါဆိုတို့ဒီဟာလေးလိုက်ပြီးတော့ကိုကြိုက်မလားလိုက်ကြည့်ကြည့်ပေါ့နော် Okay ဒီမှာဆိုဒီဟာလေးထားကြည့်လိုက်မယ် font size ကဒီမျိုးကြီးတာပေါ့နော်ဒီဘက်ကိုဆွဲမယ်ဆိုလို့ရှိရင်သေးသွားတယ်ဒီဘက်ကိုဆွဲမယ်ဆိုရင်ကြီးသွားရပေါ့နော် Okay ဒီလောက်ပဲထားလိုက်မယ်ပြီးရင်ဒါလေးကိုနည်းနည်းလေးပြန်ရွှေ့မယ်ပြီးလို့ရှိရင်ဒီမှာ gallery ထဲကနေပြီးတော့YouTube ပုံတစ်ခုခုထည့်လိုက်မယ်ပေါ့နော်ပို့ပြီးတော့လှသွားအောင်လို့ဟုတ်ပြီဒီ YouTube ပုံလေးထည့်မယ်ပြီးရင် add to page ကိုနှိပ်မယ်Okay ဒီဟာကိုနောက်က background ဖျောက်ချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ remove background remover ဆိုတော့နှိပ်လိုက်မယ် Okay ဒါဆိုပျောက်သွားပြီပေါ့နော်ဒါကိုလည်းခုနတိုင်းပဲ effect နှိပ်မယ်နှိပ်ပြီးလို့ရှိရင် share ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ glow effect ကိုပဲထည့်မယ်ပေါ့နော် Okay ဒါတို့သူထည့်ထားတဲ့ဟာတော့တော်လှနေပြီဆိုတော့ဒါပဲယူလိုက်မယ်ဟုတ်YouTube thumbnail ဆိုလို့ရှိရင်ထည့်ရေးမယ်ပေါ့နော်ထည့်ရေးမယ်ဆို text ကိုထည့်နေမယ်ပြီးလို့ရှိရင် thumbnail Okay thumbnail ပြီးလို့ရှိရင်ဘေးထဲမှာလွတ်နေတဲ့နေရာထပ်ထောက်မယ်ထောက်ပြီးလို့ရှိရင် thumbnail ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင် color ပြောင်းမယ်ပေါ့နော် color ကိုလည်းကိုကြိုက်တဲ့ဟာပြောင်းမယ်ဒီမှာဆိုလို့ရှိရင်အမဲအောက်ကအနီနဲ့လိုက်တာဆိုရင်တော့အမဲပဲရှိတော့အမဲပဲထည့်လိုက်မယ်နော်ပြီးရင် font size font ကိုလည်းခုနတိုင်းပဲထည့်ပြီးရွေးလို့ရပါတယ်ဒီမှာဆိုလဲဒါပဲထားလိုက်မယ်ပြီးရင် font size ကိုလည်းနည်းနည်းလေးထည့်ကြည့်လိုက်မယ်ပေါ့ Okay ပြီးလို့ရှိရင်အဲ့ font size ကိုလည်း effect ထည့်လို့ရတယ်ပေါ့နော်ဒီမှာ effect ကိုနှိပ်မယ်ပြီးရင်ဒီမှာ light effect တို့ဒီမှာစုံမဲ့ရှိရပေါ့နော်ကိုကြိုက်တဲ့ effect ကိုထည့်လို့ရပါတယ်တကယ်လို့ကိုကဒီ light effect ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီမှာ adjust ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာနည်းနည်းလေးဒီဘက်ကိုရွှေ့ရလို့ရှိရင်နည်းနည်းမှုံလေးနဲ့တော်တော်လေးတည်တည်တက်တက်ဖြစ်သွားလို့ခံစားရပါတော့Okay ဒါဆိုလို့ရှိရင်နောက်တစ်ခုက YouTube thumbnail အလွယ်တကူပြုလုပ်နေလို့ရေးမှာဖြစ်တဲ့အတွက်ဒီမှာစာထည့်ရေးမယ်အလွယ်တကူတက်တက်ရေးလိုက်မယ်ပေါ့နော် Okay အလွယ်တကူပြီးလို့ရှိရင်ဒီဟာကိုပြန်ခုနတိုင်းမဲ့ဒါကိုပြန်ထောက်မယ်ထောက်ပြီးလို့ရှိရင် color ကလည်းဒီဟာပဲထားလိုက်မယ်မဲအောင်မယ်အကုန်လုံးမဲအောင်ပဲထားကြည့်လိုက်မယ်ပေါ့နော် Okay ပြီးလို့ရှိရင် font size ရွေးမယ် font size လည်းခုနတိုင်းမဲ့ဒါပဲအလွယ်တကူထားလိုက်မယ် Okayပြီးလို့ရှိရင်ဒါကတော့font size ကထပ်ပြီး change စရာမလိုတော့ဘူးပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကအလွယ်တကူပြုတ်လုံနေရေးမှာဖြစ်တဲ့အတွက်အပေါ်မှာ duplicate ဒီအပေါင်းလက္ခဏာလေးနဲ့အဲ့လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီဘက်လေးကိုဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒီမှာ edit ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမျိုးဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်အလွယ်တကူဆိုတော့ပြုတ်လုံနေပြုတ်လုံနေရပြီပေါ့နော်ပြီးလို့ရှိရင်ဒီဟာကိုထောက်မယ်ပြီးရင် effect ထည့်မယ် effect ကိုခုနတိုင်းပဲ light effect ထည့်မယ် adjust မှာနည်းနည်းလေးချိန်လိုက်မယ်ပေါ့နော်ဒါတကူပြုတ်လုံနေဒါဆိုရင်တော့ဒီ thumbnail တစ်ခုမှာစာကော thumbnail ကောပုံကောဘယ်လိုမျိုးရှာပြီးတော့လုပ်လို့ရလဲဆိုတာသိပြီပေါ့နော် Okay နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုပြောဖို့ကြံခဲ့တာကဒီ animate ပေါ့နော်အဲ့ဒီ animate လည်းသုံးလို့ရပါတယ်ဒီမှာတကယ်လို့ကိုကဒီ color မှာအောက်က background ကအနီဖြစ်နေလို့တခြားအရာကိုထည့်ခြင်းနဲ့ပေါ့နော် text မှာပေါ့တခြားအရာထည့်ခြင်းလို့အနီနဲ့မပေါ်နေဘူးဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ shade တွေထည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီ4000 shade လေးကိုထည့်ကြည့်မယ် Okay 4000 shade လေးကိုထည့်ကြည့်ရောဒီဘက်ဘေးလေးကဟာလေးကိုဆွဲလိုက်မယ် thumbnail ကိုအနီအောင်ထားခြင်းနဲ့ဖြစ်ဖြစ်YouTube ကိုအနီအောင်ထားခြင်းနဲ့ပေါ့ဒီမှာဆိုလို့ရှိရင်ဒီဟာလေးနဲ့ဒီ shade လေးနဲ့ထည့်ခံလိုက်မယ်ခံပြီးပြီဆိုလို့ရှိရင် YouTube ကိုထောက်မယ်ထောက်ပြီးတော့ဒီ color ကိုထပ်ပြောင်းကြည့်မယ်ပေါ့အနီအောင် YouTube ဆိုအနီအောင်နဲ့မှလိုက်တာဆိုတော့လေ Okay ဒီတိုင်းထားလိုက်မယ်ပြီးရင်အောက်ကခုနကထားခဲ့တဲ့ shade ကိုပြန်နှိပ်မယ်နှိပ်ပြီးရင်ဒီဘက်ဘေးလေးမှာဒီဘက်ဘေးလေးမှာOkay ဒီဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒါကတော့အောက်ကအဖြူရောင်လေးကိုနည်းနည်းလေးcolor short လိုက်တဲ့သဘောပေါ့နော်အဲ့လိုလေးဒီလောက်လေးထားလိုက်ပဲပေါ့
ဆို YouTube လည်းပေါ်သွားပြီเนาะဒါဆိုလို့ရှိရင်โอเคဒါမှမဟုတ်သေးဘူးကိုကထပ်ပြီးတော့ပြောင်းချင်နေနည်းနည်းလေးထပ်ပြီးတော့အောက်ကအဖြူပေါ်လဲရတယ်ဆိုလို့ရှိရင်ခုနဟာကိုပဲပြန်နှိပ်ပြီးတော့ဒီဘက်ဘေးလေးကိုဆွဲပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီလိုလေးရလာပါပြီโอเคဒါလေးအပေါ်လေးနည်းနည်းလေးတိုးလိုက်မယ်เนาะပူလှသွားလို့ဟုတ်ပြီတမ်နီကိုလည်းခုနအတိုင်းပဲYouTube လိုမျိုးပဲကိုကတမ်နီကိုလည်းထည့်ချင်တယ်ပေါ့အဲ့လိုအောက်ကနေပြီးတော့အဲ့ဒါလေးနဲ့ shade လေးနဲ့ထည့်ချင်တယ်ဆိုရင်လည်း animation ကိုပြန်နှိပ်မယ်ပြီးရင်အဲ့ဒီလေးတောင်လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ခုနအတိုင်းပဲဒီလိုလေးဆွဲပြီးတော့ okay ပြီးလို့ရှိရင်ဒီဟာလေးကိုအောက်ကိုထားလိုက်မယ်ပြီးခုနအတိုင်းပဲအဖြူရောင်ဟာလေးကိုနည်းနည်းလေးပါလိုက်မယ်ပေါ့ဒါဆိုရင်တော့ကိုမြင်သွားပြီပေါ့နော်။ Okay ဒါဆိုလို့ရှိရင်တော့ YouTube thumbnail တစ်ခုကိုအလွယ်တကူဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုသိပြီလို့ထင်ပါတယ်။ညီမရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းထပ်ပြီးတော့ကြည့်လို့ရအောင် channel လေးကို subscribe လေးနှိပ်ခဲ့ပြီးပြောချင်ပါတယ်။